ဒီလိုမျိုး post တွေကိုတွေ့ဖူးလာတယ် today forecast တော်တော်များများတင်ပေးကြတာလေ low porosity hair ဆိုလို့ရှိရင်ဘယ်လိုမျိုး hair care products တွေကိုသုံးပေးရမယ် high porosity hair ဆိုလို့ရှိရင်ဘယ်လိုမျိုး hair care products တွေကိုသုံးပေးရမယ်ဆိုပြီးကိုဘယ်လိုမျိုး hair ဆောက်ချပေးရမယ်ဆိုပြီးတော့လေဆိုတော့အဲ့လိုမျိုး post တွေကိုတွေ့တော့တွေ့တယ်ဒါပေမဲ့လို့ကိုယ်စပင်က low porosity hair လား high porosity hair လားကိုယ်သိတယ်အားဆိုလို့ရှိရင်ဒီကအခုဒီဗီဒီယိုမှာကိုယ့်ရဲ့စပင်ကို low porosity hair လား high porosity hair လားဆိုတာကိုသိရအောင်လို့ခွဲလို့ရနိုင်တယ်ဒီလိုပြပြပေးတာပါလေဖြစ်ပါတယ်မင်္ဂလာပါဒီဖြစ်ပါတယ်ကိုယ့်ရဲ့စပင်က low porosity hair လား high porosity hair လားဆိုတာကိုအိမ်မှာပဲအလွယ်ကူခွဲလို့ရတယ်အဲ့လိုမျိုးမခွဲခင်မှာဘောနော်ပြင်ဆင်ထားရမယ့်အချက်နှစ်ချက်တော့ရှိတယ်အဲ့ဒါကဘာလဲဆိုလို့ရှိရင်ပထမတစ်ချက်ကကြတော့ကိုယ့်ရဲ့စပင်ကခေါင်းလျှော့ပေးတာတန့်ရှင်းတဲ့စပင်ဖြစ်ရမယ်ဒီကြလို့ရှိရင်စပင်က6တွေ့နေရမယ်စပင်မှာဘာ hair oil ဘာ hair serum မှာအင်းထားတာလို့မရှိရပါဘူးအဲ့လိုမျိုးဖြစ်တဲ့စပင်မွေးတမွေးလိုပဲဒီကြလို့ရှိရင်ရေဖြည့်ထားတဲ့ခွက်တစ်ခုလိုပါတယ်ဒီလားပါအဲ့ဒီမှာဟာအားရလို့အဲ့လဲဆိုတာကိုကိုကသိပြီးသားလို့ဆိုရင်အနော်လောက်လောက်နဲ့ဒီနေ့တို့ဆက်ပြီးကြရအောင်နော်ဒါတော့ပြီးပြင်ဆင်ထားတဲ့ဖန်ခွက်အကြီးရဲ့ပြီးကြလို့ရှိရင်ဖန်ခွက်အကြီးထဲမှာရှည်ထည့်ထားတာပဲဖြစ်တယ်ဒါကတော့ပြီးရဲ့စပင်မွေးပါဆိုတော့ပြီးရဲ့စပင်မွေးကိုပြီးရှည်ထဲမှာထည့်လိုက်မယ်နော်သူကလေဖန်ခွက်ထဲကိုဒီရေထည့်အေးထည့်ပြီးရင်စပင်မွေးထည့်ပြီးသွားပြီဆိုလို့ရှိရင်တော့သူက2မိနစ်ကနေပြီးတော့မှဒီ5မိနစ်လောက်အထိပေါ့နော်စောင့်ကြည့်ပေးရမှာပဲဖြစ်ပါတယ်စောင့်ကြည့်ပြီးတော့မှအဲ့ဒီစပင်ကရေပေါ်နေလားဒါမှမဟုတ်လို့ရှိရင်အလယ်မှာရောက်နေသလားဒါမှမဟုတ်လို့ရှိရင်ဟိုအောက်ခြေထိပဲစပင်မွေးရမြုပ်သွားမလားပေါ့နော်အဲ့ဒီဟာကိုပြီးလို့စောင့်လေးကြရမှာပဲဖြစ်ပါတယ်ဆိုတော့ဒါကို2မိနစ်ကနေပြီးတော့မှ5မိနစ်အထိပြည့်အောင်လုပ်ပြီးထားလိုက်မယ်နော်ကဲခုဆိုလို့ရှိရင်တော့5မိနစ်ပြည့်သွားပြီပေါ့နော်ဆိုတော့အခုဖန်ခွက်ထဲမှာမြင်နေရတဲ့အတိုင်းပဲပြီးရဲ့စပင်ကရေနက်နက်ဖြင်ပေါ်မှာပေါ်နေတာကိုတွေ့ရတယ်ပေါ့နော်ဆိုတော့ရေနက်နက်ဖြင်ပေါ်မှာပေါ်နေတယ်ဆိုတော့ဒါပြီးရဲ့စပင်က low porosity hair ဆိုတာကိုဘီယာသိသွားပြီပဲဖြစ်ပါတယ်တကယ်လို့ပေါ့နော်ကိုယ့်ရဲ့စပင်ကဒီမှာ medium porosity ဆိုတော့ပုံထဲမှာမြင်ရတဲ့အတိုင်းပဲ medium porosity ဆိုလို့ရှိရင်စပင်ကရေနက်နက်ဖြင်ရအပေါ်မှာလည်းမဟုတ်ဘူးအောက်ခြေမှာလည်းမဟုတ်ပဲနဲ့အလယ်မှာပဲရှိနေလိမ့်မယ်ပေါ့နော်အဲ့လိုမျိုးစပင်ဖြစ်နေမယ်ဆိုလို့ရှိရင်တော့ဒါပုံမှန်စံသားလို့ခေါ်ပါတယ်ဆိုတော့ပုံမှန်စံသားပုံမှန်စပင်စံသားဖြစ်တဲ့ကြောင့်မလို့သူကရေဓာတ်ကိုလုံလုံလောက်ထိန်းထားနိုင်စွမ်းရှိတယ်ပေါ့နော်အဲ့အတွက်ကြောင့်မလို့စပင်ကိုမပြတ်စေအောင်လို့ဒီအတိုင်းလေးပဲဆက်ပြီးတော့ထိန်းထားရမယ်နော်နောက်ဆုံးတစ်မျိုးကတော့ high porosity hair ဖြစ်တယ်ဆိုတော့ဒီ high porosity hair ဆိုလို့ရှိရင်တော့သူကရေအောက်ခြေမှာမြုပ်နေတာကိုတွေ့ရနိုင်မယ်သူကကျတော့အပေါက်ပြဲများရဲ့စံသားဖြစ်တယ်ပေါ့နော်ဆိုတော့စပင်စံသားကသူကအပေါက်အပြဲများပြီးတော့မှသူကရေဓာတ်ကိုအလွန်အမင်းဆုံးယူနိုင်တယ်အလွန်အမင်းဆုံးယူနိုင်တယ်လို့သူကအပေါက်ပြဲလဲများလာဖြစ်တဲ့ကြောင့်မလို့သူဆုံးယူထားတဲ့ရေဓာတ်တွေအဆိုဓာတ်တွေကိုကပြန်ပြီးတော့လဲလွယ်နဲ့ပဲပြန်ထွက်တတ်တဲ့စံသားမျိုးဖြစ်တယ်ပေါ့နော်အဲ့ဒါကြောင့်မလို့လေ low porosity hair ဖြစ်နေပြန်တော့လဲပေါ့နော်ဒီစပင်ရဲ့လိုအပ်တဲ့အဆိုဓာတ်ရေဓာတ်ကိုသူကလောက်မစိုးယူနိုင်တဲ့ကြောင့်မလို့ low porosity hair ဖြစ်တာလည်းမကောင်းဘူး high porosity hair ဖြစ်နေမယ်ဆိုလို့ရှိရင်လည်းပဲဒီအဆိုဓာတ်တွေရေဓာတ်တွေကိုအလွယ်တကူစိုးယူနိုင်တယ်လို့အဲ့အဆိုဓာတ်တွေကလည်းအလွယ်တကူပြန်ထွက်သွားနိုင်စွမ်းရှိရပေါ့နော်အဲ့ဒါကြောင့်မလို့ high porosity hair ဖြစ်တာလည်းမကောင်းဘူး low porosity hair ဖြစ်တာလည်းမကောင်းဘူးပြုပြင်ရမယ်ထိန်းသိမ်းရမယ် medium porosity hair ဖြစ်တဲ့စပင်ကတော့ပုံမှန်စပင်သားဖြစ်တဲ့ကြောင့်မလို့အဲ့ဒီဟာတစ်ခုကတော့ပုံမှန်အကောင်းဆုံးပေါ့နော်ဒီ3ခုထဲမှာအခုဆိုလို့ရှိရင်ဘီရဲ့စပင်အမျိုးအစားကို low porosity hair မှန်းသိပြီးသွားပြီဆိုတော့ကိုယ်စပင်နဲ့ကိုက်ညီတဲ့ခေါင်းလျှော့ရည်တို့ပေါင်းတင်စေးတို့ခေါင်းလိမ့်စီတို့ပေါ့နော်ပို့ပြီးတော့မှန်ကန်ရွေးချယ်နိုင်တော့မှာပေါ့နော်ဆိုတော့အခုကြည့်နေတဲ့ညီမလေးတွေအမားတွေလည်းပဲကိုယ့်ရဲ့စပင်ကဘာအမျိုးအစားလဲဆိုတာကိုမသိသေးဘူးဆိုလို့ရှိရင်အခုပြထားတဲ့အတိုင်းစမ်းကြည့်လို့ရပါတယ်အားလုံးအတွက်ညီမလေးတယောက်လိုရောအမတယောက်လိုရောအတူရှိနေပေးမဲ့ဘီဖြစ်ပါတယ်ဒီဗီဒီယိုကတော့ဒီလောက်ပါပဲဘိုင်ဘိုင်